ဘေးလူတွေရဲ့စကားကခင်ဗျားတို့ရဲ့အနာဂတ်ကိုဆိုးပြတ်ပတ်ခွင့်မရှိဘူးလူတယောက်ကကိုယ့်ကိုကြောင်ပြချက်မရှိဘဲနဲ့လာဝေဖန်တယ်စေတဲ့ကြောင်ပြောနေရဆိုရင်သိချတယ်အဲ့ဒါကသူတို့စိတ်ထဲမှာကိုယ့်မကျေနပ်မှုတွေမနာလိုမှုတွေဖြစ်နေလို့ပြင်ရှန်ထွက်လာတာလူတွေကခင်ဗျားတို့ကိုသူတို့မြင်ချင်တဲ့အမြင်ကနေပဲကြည့်ပြီးတော့ဝေဖန်ကြတာအဲ့လိုဝေဖန်တန်တွေကခင်ဗျားတို့ရဲ့တန်ဖို့တတ်မှတ်ပေးလို့မရဘူးဥပမာစေနုတတုံးကိုဂဲလို့မြင်တဲ့လူကလာဝေဖန်ရင်ခင်ဗျားစိတ်ဆိုးမှာလားဆိုးလေဘာလို့လဲဆိုရင်ခင်ဗျားကိုယ်တိုင်ကကိုယ့်ကိုစိတ်လုံးမှသိနေလို့ပဲကိုယ့်ရဲ့တန်ဖို့သူများရဲ့ပါဇက်ဖြာပေါ်မှာတွားမချပါနဲ့ဒါပေမဲ့ဝေဖန်မှုတိုင်းကိုတော့နားပိတ်ထားရမယ်လို့မဆိုလို့ခွဲခြားတတ်ဖို့လိုတယ်ကိုယ့်ကိုတကယ်စေတနာရှိလို့ပိုကောင်းလာစေခြင်းလို့ထောက်ပြတဲ့ဝေဖန်မှုကိုပဲလက်ခံပြီးတော့ကိုယ့်ကိုပြင်ဆင်ပြောင်းလဲဖို့လိုတယ်အပြစ်တင်ခြင်းုံတက်တက်နှိမ့်ချခြင်းုံတက်တက်ပြောတဲ့စိတ်တောက်ဆက်ကလုံးတွေကိုတော့ခေါင်းထဲမထက်တာပိုကောင်းတယ်ပြီးတော့နောက်တစ်ခုကကိုယ့်ကိုဝေဖန်နေတဲ့လူတွေကိုပြန်ပြီးတော့ရန်တွေ့ဖို့ဒါမှမဟုတ်အစ်မကောင်းဖြစ်နေဖို့အတွက်ချင်မပေးပါနဲ့ဒီလိုຢာတွေအတွက်အကောင်းဆုံးလက်စားချေခြင်းကကိုယ့်ရဲ့အောင်မြင်တိုးတက်လာမှုပဲသူတို့ဝေဖန်နေတဲ့အချိန်မှာကိုယ့်အလုပ်ကိုစူးစမ်းလုပ်ပြီးတော့တစ်ဆင့်ချင်းသွားနေဖို့လိုတယ်ကိုကရံမြေတဲ့နေရာတစ်ခုကိုရောက်သွားတဲ့အချိန်ကြာလို့ရှိရင်အောက်ကဆူညံနေတဲ့ဝေဖန်တန်တွေကိုကြားရတော့မှမဟုတ်ပါဘူး